အားလုံးပဲမင်္ဂလာပါရှင် Snowbrook ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ Japanese and the Rich Kansan Grammar Lesson 4အကြောင်းပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဟာဂျီမဲမာရှောတော့一番ကကြတော့နေ့တိုင်းရှိတယ်ပေါ့နော်နေ့တိုင်းရှိတယ်ကနဲ့ရှင်ရင်ဆိုတဲ့ပုံစံပေါ့နော်အဲ့တော့သူကကြတော့一番が昨日は大阪では大雨だったのに対して東京はいい天気だったတဲ့အဲ့တော့မနေ့က大阪မှာကမိုးတဲထန်စွာရာခဲ့တာနဲ့ရှင်ရင်တဲ့ဒီတူဂျိုကရာသီဥတုကောင်းခဲ့ပါတယ်တဲ့အဲ့တော့သူက大阪ဆိုတဲ့နောင်နဲ့တူဂျိုဆိုတဲ့နောင်ကိုနောင်နှစ်ခုနှိုင်းရှင်ထားရပေါ့နော်大阪နဲ့တူဂျိုနှစ်ခုကိုနှိုင်းရှင်ထားတယ်ဆက်ကျင်တဲ့ဟာတွေပေါ့နော်မအိုဆာခါမိုးတက်ထန်နေဆိုရနေတဲ့အချိန်မှာဆိုရင်တိုကျိုမှာရာသီဥတုကောင်းနေတယ်ပေါ့နော်အဲ့ဆက်ကြည့်ပဲအခြေအနေတွေကိုပြောပြရတယ်ပေါ့နော်နောက်တစ်ခုနှိုင်းရှင်တာနိဗ္ဗာန်ကကြတော့外遊びが好きな長男に対して次男は家の中で遊ぶことが好きだတဲ့အဲ့တော့ဒီအပြင်မှာကစားရတာကိုစိုက်တဲ့အကြီးဆုံးသားနဲ့ရှင်ရင်တဲ့အိမ်ထဲမှာပဲပေါ့နော်ကစားဒုတိယသားကြတော့တဲ့အိမ်ထဲမှာပဲကစားရတာကိုကြိုက်တယ်တဲ့ရမယ်နော်နောက်တစ်ခုကစန်နိဗ္ဗာန်ကြတော့ဟမ်မန်ပေါ့နော်ဟမ်မန်ကကြတော့တစ်ဖက်မှာလဲပေါ့နော်အကြောင်းအရာတစ်ခုတည်းရဲ့ကောင်းကွဲနဲ့စိုးကွဲနဲ့ကိုပြောပြတဲ့အချိန်မှာဆိုရင်သုံးတယ်အဲ့တော့一番ကြတော့တိုခိုင်းの生活は面白いことが多い反面ストレスも多いတဲ့ဒီမျိုးပြရဲ့ပေါ့နော်နေထိုင်မှုဘဝကစိတ်ဝင်စားစရာကောင်းတာတွေအများကြီးရှိတဲ့တစ်ဖက်မှာလည်းပဲ stress တွေကလည်းများတယ်အဲ့တော့မျိုးပြရဲ့နေထိုင်မှုဘဝဆိုတဲ့အကြောင်းအရာတစ်ခုအဲ့ဒီဟာမှာကောင်းတာကြတော့စိတ်ဝင်စားစရာကောင်းတာတွေအများကြီးရှိတယ်ဆိုတာကြတော့ stress တွေအများကြီးရှိတယ်ဆိုတဲ့ဟာကိုပြောပြထားတယ်အဲ့တော့အကြောင်းအရာတစ်ခုတည်းရဲ့ကောင်းတဲ့ဘက်ချမ်းရောဆိုတဲ့ဘက်ချမ်းရောကိုပြောပြထားတယ်ပေါ့နော်။နိဗ္ဗာန်ကြတော့ရှင်တော်တို့အိုရာမဲတဲ့ဂျီယူနာจิခံကဖူရဲ့တာဟမ်မန်ခင်ချောခံမှုနာခုနာတဲ့ရှင်မသားတဲ့အဲ့တော့အလုတ်ထွက်ပြီးတော့ပေါ့နော်။အလက်တဲ့အချိန်တွေများလာတဲ့တစ်ဖက်မှာလည်းပဲဒီစိတ်ဖိစီးမှုတွေလျှော့သွားရပေါ့နော်။အဲ့တော့အလုတ်ထွက်တယ်ဆိုတဲ့အကြောင်းအရာတစ်ခုအမှဒီအလက်တဲ့အချိန်တွေများတယ်ဆိုတဲ့ဆိုကျူရဲ့ stress တွေပြတ်သွားရဆိုတဲ့ကောင်းကျိုးရဲ့ပေါ့နော်အဲ့တော့ဆိုးနဲ့ကောက်တော့ပြောပြထားတယ်။ကျောင်းရတကူရဲ့ဆိုးခွဲနဲ့ကောက်ခွဲနဲ့ပြောတဲ့အချိန်မှာဆိုရင်ဟမ်မန်ကိုတုံးပါတယ်။အဲ့တော့စမ်းပန်မှာကြတော့စမ်းပန်ကစာရင်းပြတ်သွားလိမ့်မယ်။စမ်းပန်ကကြတော့ imported ပေါ့နော် imported ကကြတော့လေတစ်ဖက်မှာလဲဆိုတဲ့ပုံစံပဲပေါ့နော်ဒါပေမဲ့သူကကျတော့အကြောင်းအရာနှစ်ခုကိုညီတူညီပြလောက်ရမယ်ဆိုတဲ့ပုံစံမျိုးတက်ရောက်တယ်ပေါ့နော်အဲ့တော့အချိပံမှာဆိုရင်ခိုင်းတဲ့ဝါဂျီဘောနောဤခံ OEU import တဲ့ဟိုကောင်းသောဟီတိုနော်ဟာနာရှိမိုယောခုခီတဲ့ခရာဆိုင်တဲ့အဲ့တော့အစည်းအဝေးမှာကတဲ့ဒီကိုရဲ့အမြင်ကိုပြောတယ်လို့မျိုးပေါ့နော်ပြောပြတယ်လို့တစ်ဖက်မှာလည်းတခြားသူတွေပြောတဲ့ဟာကိုလည်းကောင်းကောင်းနားထောင်ပေးပါတဲ့အဲ့တော့ကိုပြောတယ်လို့မျိုးပေါ့နော်စီဝေးမှာကိုယ့်ရဲ့အမြင်ကိုပြောတယ်လို့မျိုးထပ်တူညီမြတခြားသူပြောတဲ့ဟာကိုလည်းနားထောင်ပေးပါဆိုတဲ့ပုံစံပေါ့နော်ကိုပြောတာရဲ့တခြားသူပြောတာရဲ့ဆိုတဲ့အကြောင်းအရာနှစ်ခုအဲ့ဒီဟာကိုညီတူညီမျှလုပ်ပေးပါဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီချိန်မှာဆိုရင် import တဲ့တုံးတယ်နိဗ္ဗာန်ကြတော့ကိုရိုမိုကဥမာတဲ့တဲဥရဲရှိခတာ import တဲ့အိုမိုဤစခိနီမိုခန်စီတာအဲ့တော့ကလေးမွေးဖွားလာပြီးတော့ပေါ့နော်ပျော်ရွှင်ဝမ်းမြောက်ခဲ့တဲ့တစ်ဖက်မှာလည်းပဲအဲဒီကြီးမားတဲ့တာဝန်တရားရှိလာတယ်လို့ပေါ့နော်ခံစားခဲ့ရတယ်တဲ့အဲ့တော့ကလေးမွေးလို့ပေါ့နော်ပျော်ရွှင်ရတယ်လို့တာဝန်ကြီးလာတယ်ဆိုပြီးတော့လည်းခံစားရတယ်ပေါ့နော်အဲ့လိုနှစ်ခုကိုအကြောင်းအရာနှစ်ခုထပ်တူညီများခံစားရဆိုတဲ့ပုံစံမျိုးမှာဆိုရင် import တဲ့ကိုတုံးတယ်ပေါ့နော်အဲ့တော့နောက်တစ်မျိုးပေါ့နော်နောက်တစ်မျိုးသွားမယ်နောက်တစ်မျိုးတိုအီယူယော်ရီပေါ့နော်တိုအီယူယော်ရီကကြတော့လို့ဆိုတာထက်ပေါ့နော်အဲ့တော့လူဆိုတာထက်ဆိုတာကြတော့ミチコは歩くのが早い歩くというより走るという感じだတဲ့အဲ့တော့ミチコပေါ့နော်ミチကလေးလေးရတဲ့ဒီလမ်းလျှောက်တာမြန်တယ်လမ်းလျှောက်တာလို့ဆိုတာထက်ပြေးတယ်လို့ပြောတာကပြေးနေတယ်လို့ခံစားရတယ်ပေါ့နော်ရမယ်နော်လို့ဆိုတာထက်နောက်ကကြတော့ボクと彼が友達いや僕たちは友達というよりいい競争相手なんだよ
အဲ့တော့ကျွန်တော်နဲ့သူနဲ့ကတငယ်ချင်းလားမဟုတ်ဘူးတဲ့တငယ်ချင်းကျွန်တော်တို့ကတငယ်ချင်းလို့ဆိုတာထက်ဒီတိုင်ဘက်ကောင်းတွေပါပဲတဲ့တိုင်ဘက်ကောင်းတွေပါပဲပေါ့နော်ဟောရမယ်နော်တူအီရောရီโอเคနောက်တစ်မျိုးကကြတော့ခါဘာရီနီကကြတော့ဘေမဲ့လဲမဲ့အစားပေါ့နော်အဲ့တော့သူ့မှာကြတော့အစားထိုးရတယ်ဆိုရယ်ပုံစံမျိုးတွေပါတယ်ပေါ့နော်အဲ့တော့ Furi no Shingoto ကဂျီယူနာဂျီခံက OE ခါဘာရီနီဥခနဲ့နော်ခုတိုကအစ်စမိုရှင်ပိုက်တာအဲ့တော့ freelancer အလုပ်ကအလက်တဲ့အချိန်တွေအများကြီးရှိလာတယ်ပေါ့နော်အဲ့ဒီအစားသူပြန်ပေးဆက်ရတဲ့ဟာရှိတယ်အဲ့တော့ခါဘာရီနီကကြတော့အစားပြန်လုပ်ပေးရတဲ့ဟာမျိုးတွေရှိတယ်အဲ့ဒီဆိုဂျိုအစားဒီကောင်းတာလေးနဲ့ပြန်ကာမိတယ်ဒါမှမဟုတ်အဲ့ဒီကောင်းကျိုးအစားအနောက်မှာသူပြန်ပေးဆက်ရတွေရှိတယ်ဒီမှာဆိုအလက်ချီတွေအများကြီးရှိတယ်ဆိုတော့အစားပေါ့နော်ကောင်းကျိုးအစားသူဘာတွေပြန်ပေးဆက်ရလဲဆိုတော့ပတ်စံကိစ္စကိုအမြဲတမ်းပူပန်နေရတယ်ဆိုတော့ဆိုဂျိုကိုသူခံစားရတယ်ပေါ့နော်ရမယ်နော်ခါလေးနေတော့တရားနောက်တစ်မျိုးကကြတော့ခိုင်ချွန်သောယာမာရဆန်ဝဂျီကိုယောကူကအာရုခါဝရီနိဖူခါခုခံခါရရုခုတိုကရှိနိုင်ခံခါရရုခုတိုဝရှိနိုင်တဲ့အဲ့တော့ဥက္ကဋ္ဌယာမာရာကတဲ့ဒီတက်ကြစွာတက်ကြရှိပေမဲ့လဲပေါ့နော်အဲ့တော့ဒါဆိုစန့်ကျင်ပဲချင်းလို့ပြောတာပေါ့နော်တက်ကြရှိပေမဲ့လဲလေးနဲ့တွေးတက်တာမျိုးတော့မရှိဘူးပေါ့နော်လေးနဲ့မတွေးတက်ဘူးမစဉ်းစားတတ်ဘူးဆိုတဲ့ပုံစံအဲ့တော့ covering လို့ရမယ်နော်အဲ့တော့ဒီအခန်းမှာက5မျိုးရှိရပေါ့နော်ဒီအခန်းမှာကကြတော့ grammar 5မျိုးရှိရပေါ့နော်1番ကနေ့တိုင်းရှိတယ်ကြတော့နောက်နှစ်ခုကိုနှိုင်းချင်တာပေါ့နော်နောက်နှစ်ခုရဲ့ set တင်ပဲအခြေအနေတွေကိုဖော်ပြတဲ့အချိန်မှာဆိုရင်သုံးတယ်နေ့番ကြတော့ handman ပေါ့နော် handman ကတစ်ဖက်မှာလဲပေါ့နော်အကြောင်းအရာတစ်ခုရဲ့ကောင်းတာရဲ့ဆိုးတာရဲ့ကိုပြောတဲ့အချိန်မှာဆိုရင် handman ကိုသုံးတယ်စမ်းမှာကြတော့ import တယ် A လုံးနေရင်နဲ့တစ်ဖက်မှာလဲ B ကိုလုံးနေရပေါ့နော်ထပ်တူညီမြနှစ်ဖက်ကို balance ဖြစ်အောင်လုံးနေရတယ်ဆိုရင်ပုံစံမျိုးမှာဆိုရင်သုံးတယ်ရောပန်ကြတော့တိုးအီဦးရောရီပေါ့နော် A လို့ဆိုတာထက် B လို့ပြောတာပုံမှန်တယ် A လို့ဆိုတာထက် B လို့ပိုခံစားရတယ်အဲ့ဒီမှာဆိုရင်တိုးအီဦးရောရီကိုသုံးတယ်အခုကောပန်ကြတော့ခါဝရီနီပေါ့နော်အစားဘေမဲ့လဲပေါ့နော်အဲ့ဒီရဲ့အစားသူပြန်ပေးစားရရှိတယ်အဲ့ဒီဆိုဂျူအစားဒီကောင်းတာလေးနဲ့ပြန်ကာမိရဆိုတဲ့ပုံစံမျိုးဒါမှမဟုတ်လည်းဒီဆက်ကျင်ပဲပေါ့နော်ကောင်းတာရေးဆိုးတာရေးကိုပေါ့နော်ပြောတဲ့အချိန်မှာဆိုရင်လည်းသုံးတယ်ပေါ့နော်ခါဝရီနီအဲ့တော့ဟမ်မန်ရဲ့ import တဲ့ခါဘာရီနီရဲ့ကိုကွဲမယ်လို့ထင်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ありがとうございましたお疲れ様でしたチャンネルလေးကိုလည်း subscribe လုပ်ထားပေးကြပါဦးရှင်